ဒီနေ့ Jam Condo အခန်းလေးတစ်ခန်းနဲ့မိတ်ဆက်ပေးကြပါတယ်အခုအခန်းရှိရောက်ပါပြီအခန်းထဲကိုဝင်ကြည့်ကြမယ်နော် Hello အလေးကတော့အဝင်ဝါလေးပဲဖြစ်ပါတယ် lighting လေးတွေလည်းကောင်းတယ်ပြီးတော့ဒီဘေးမှာ kitchen လေးလုပ်ပေးထားပါတယ်ပြီးတော့ဆက်လာတော့ view နဲ့အတူညဘက် fight အပြစ်ခံလို့ရမယ်ချေးလို့ရမယ်နေရာလေးပဲဖြစ်ပါတယ်နေရာလေးကဒါတော့ဆက်လာမှာရှိတဲ့ view လေးပဲဖြစ်ပါတယ်ပြီးတော့ဒါကတော့ညလာစားလို့ရတယ် dining room လေးပါအဲကမ်းမှာလည်း facility အပြည့်ထည့်ပေးထားတယ်တော်မိုက်တယ်နော်ဒီခန်းလေးအကျယ်ဝန်းကတော့1500 square feet ရှိပြီးတော့ master bedroom 2ခန်း single bedroom 1ခန်းပါပါတယ်ဈေးနှုန်းကပြင်တစ်လောက်26သိန်းမှာညှိနှိုင်းလို့ရပါတယ်ကဲအခန်းလေးတွေကြည့်ကြမယ်နော်ဒါကြီးကတော့ toilet လေးပဲဖြစ်ပါတယ်ဒီခန်းလေးကတော့ single bedroom ပဲဖြစ်ပါတယ်ဒါကတော့ single bedroom ကနေမြင်တွေ့ရမယ့် view ပေါ့နော်သူနဲ့ဘေးချင်းကအခန်းလေးကတော့ master bedroom လေးပဲဖြစ်ပါတယ်ဒါကတော့အခန်းထဲကနေမြင်တွေ့ရမယ့် view မိုက်စားကြီးပဲဖြစ်ပါတယ်ပေါ့နော်ပြီးတော့ runner လည်းပါပေးပြီးသားဆိုတော့ညနေပဲထွက်ချေးမယ်ဆိုလို့ရှိရင်လည်းတကယ်အဆင်ပြေတယ်ပေါ့နော် facility အနေနဲ့လည်းဗီဒီယိုတွေမှတ်တင်ခွင့်ကလည်းပါပေးပြီးသားပဲဖြစ်ပါတယ်ပြီးတော့ဒီချိုးကအိမ်ကတွဲရက်ကိုမှ laptop ကလည်းထည့်ပေးထားရဲဆိုတော့ luxury ခံစားစေမယ့် vibe ကိုအပြည့်အဝရစေမှာပဲဖြစ်ပါတယ်နဲ့မြင်းချင်းဆိုင်မှာတွေ့ရမယ့်ခန်းလေးကလည်း master bedroom လေးပဲဖြစ်ပါတယ်ပြီးတော့အခန်းတိုင်းမှာလည်း aircon တွေကတက်ပေးထားတာပဲဖြစ်ပါတယ်ဒီခန်းထဲမှာလည်းနေရန်ကပ်ပီယိုလေးကလည်းပါပြီးသားဖြစ်ပါတယ်အခန်းတိုင်းလိုက်ပြပေးပြီးသွားပြီဆိုတော့ကွန်ဒိုရဲ့ဘဲတော့ဘာတွေရှိရဆိုတာကိုတည့်ရတစ်ချက်လိုက်ပြပေးပါမယ်ရှောင်းလန်းလေးနဲ့အတူငါးလောက်မှရှိနေတာကတော့ရေကူးကန်ပဲဖြစ်ပါတယ်။ရေကူးကန်ကကလေးကန်နဲ့လူကြီးကန်ဆိုပြီးတော့နှစ်ခုခွဲပေးထားပါတယ်။ပြီးတော့ဒီမှာ spa လည်းရှိရဲ။အောက်စားလုံးကကြိုက်နေတဲ့သူတွေအတွက်ဂျင်ကလည်းရှိပြီးသားပဲဖြစ်ပါတယ်။ပြီးတော့ဓာတ်ပုံရိုက်တာကြိုက်တဲ့သူတွေအတွက်လည်းဓာတ်ပုံရိုက်လို့ရမယ့်နေရာမျိုးလေးတွေလည်းရှိတယ်။ဒါတော့ငါးလောက်ကနေတွေ့ရတဲ့ view ပဲဖြစ်ပါတယ်။စိတ်ဝင်စားလို့စက်သွယ်စုံစမ်းမင်းမြန်းခြင်းနဲ့ဆိုလို့ရှိရင်တော့အောက်မှာဖော်ပြထားတဲ့ဖုန်းနံပါတ်တွေကနေစက်သွယ်စုံစမ်းမင်းမြန်းလို့ရပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။တတ်တာ